ကိုဘောဒီနေသွားကြည့်မယ်ဆိုတဲ့အခါဒီခမ်းမင်းနေမှာအခန်းလေးကမစိုးပါနေချင်းပြားလေးသူနဲ့ငါနေဖို့ဝဲပါထင်တယ်လိုက်ဆက်စုကြည့်လိုက်အောင်မယ်အော်ဒီဘက်မှာ kitchen ဟာကျိုးနေနေတော့မှငါကြော်နေလေမွေးနေရပဲငါစားချင်တာတစ်ခုပဲတစ်ခုချက်ကျွေးခိုင်းရမယ်ဝေါဒီနေရာလေးမှာစိန်ခံအောင်မဒါကဟုတ်အိတ်ခံပဲဖိုင်လေးရောက်ပါသေးငါရဲ့လက်တယ်ကိုဒီညမှာရှိတ်ထားရမယ်မွေးရရအကြီးပဲအဲကုန်းဖွင့်ထားရင်တော့စိတ်မဲဟာဘာလို့ဒါလဲကိုယ့်ကိုခုန်ကြည့်လို့ရတဲ့ဟာပြန်ချပြီးလို့အဲကံတော့တော့ကြည့်မယ်ဟိုးဒါငါရဲ့ပိုင်နဲ့ပဲပြီးကြတယ် Wow this is my paradise ဆိုဖာရလည်းကြီးပဲသူ့လောက်သွားရင်ဒီမှာအိမ်မယ်သူပြန်လာရုပ်ရှင်တူတူကြည့်မယ်မိုက်တယ်ငါအိမ်မဲ့အခန်းလေးတော့ပါသေးရဲ့ကြိတ်တယ်ဒါနဲ့ငါကသူနဲ့ငါနဲ့နေဘူးစိတ်ကူးရရှင်ညာသူကငါမကြိုက်တဲ့ဟိုပြောက်ပြီးခေါ်လာရင်တော့ဒုက္ခဟေးဘာလျှောက်ပြောနေလဲရှောက်မပြောနဲ့မင်းတွေးနေတာငါအကုန်ကြားရနော်ဒီခန်းကြိုက်တယ်မလားငါဝယ်ပေးမယ်ဟုတ်ပါလေလောက်ပါဝယ်ပေးမယ်ပြောအောင်မင်းမပတ်စံအောင်ရှိလို့လားဟမ်ဒီကွန်ဒိုတွေကလေ 2.2 million နဲ့စောက်ဝယ်လို့ရတာလေဆိုတော့အဲ့လောက်ကတော့ငါအပါလေးပဲဝယ်နိုင်တယ်ကွာဟာဒါဆိုဘာလုပ်နေရလဲဒီနေ့ပဲတစ်ခါလေးဝယ်သွားမယ်လေဒီနေ့တော့မရသေးဘူးဒါ off plan ဆိုတော့နှစ်ကုန်လောက်မှရမှာဘာနှစ်ကုန်မှရမှာဟုတ်လားအဲ့ဒါဆိုလည်းအခုပြန်တစ်ခါလေးပုံကတင်သွားပြီ Okay သဘောအခုကျွန်တော် Chiang Mai Ring Tuna မှာရှိတဲ့ pet friendly condo Arise ကိုရောက်နေပါတယ်အခုကျွန်တော်ဒီ project ရဲ့ location လေးကိုကျွန်တော်ပြောပြပေးမယ်နော်ဒီနေရာကတော့ကျွန်တော်တို့အခု project ရှိတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာကနေပြီးတော့မှဒီမှာ5 to 10 minutes ဆိုလို့ရှိရင်ဒါ Central Chiang Mai ကိုရောက်တယ်ပေါ့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဒါBangkok Hospital ရှိမယ်ပြီးတော့ Macro တွေရှိမယ်ပြီးတော့ဒီမှာ Big C တွေပါရှိရပေါ့နော်ဒီမှာ Big C တွေလည်းရှိတယ်ပြီးတော့ဒီကြားထဲမှာဆိုလို့ရှိရင်bus terminal လည်းရှိတယ်ဆိုတော့ bus car station ပေါ့နော်ဆိုတော့ခီးတွေပါထွက်လို့ရှိရင်ဆိုတော့နီးနာပဲဆိုတော့ဒီ project ကနေဒီဘက်ကိုတက်လာမယ်ဆိုလို့ရှိရင်ဒါ15မိနစ်လောက်ဆိုလို့ရှိရင်ဒါ Chiang Mai Old Town ကိုရောက်တယ်ပေါ့နော်ဒီ Old Town နားတော့ white solution ဒါနိမန်ရက်ကွက်လို့ပြောလို့ရတယ်နိမန်ရက်ကွက်ကျတော့ foreigner တွေများတယ် night ဒီလို night market တွေများတယ် night ညဘက်မှာထွက်ပြီးတော့မှရှောက်နေလို့ရတဲ့နေရာလေးပေါ့နော်ဆိုတော့ဒီ project ကနေမိနစ်20လောက်တွားမယ်ဆိုလို့ရှိရင်ဒီမှာ airport ရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ airport ရှိတယ်ဆိုတော့ဒီအရာနဲ့တော့အကုန်လုံးကနီးနေပါတယ်ဒီ project ရဲ့ဈေးနှုန်းကဆိုလို့ရှိရင် 2.2 million ဘတ်ကနေ site မှာဝယ်ယူနိုင်တာဖြစ်ပါတယ်မြန်မာငွေဈေးနဲ့ဆိုလို့ရှိရင် 3,000 အောက်ကနေဝယ်ယူလို့ရပါတယ်ဆိုတော့အသေးစိတ်ကိုသိချင်လို့ရှိရင်ကျွန်တော်တို့ Chiang Mai team ကိုဆက်သွယ်ဖို့အားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာ